Flow dance ဆိုတာဘာလဲ Flow yoga ဆိုတာဘာလဲ Dancing ကဘယ်နှမျိုးရှိရလဲလူတွေကဘာကြောင့်ကရတာလဲလူတွေကဘာကြောင့်လှုပ်ရှားဖို့လို့လဲလူတွေရဲ့ခန္ဓာကိုယ်ဘယ်လိုမျိုးဖွဲ့စည်းထားပြီးတော့လူမှာရှိတဲ့သွေးလွှတ်ကြောသွေးပြန်ကြောပြန်ရည်ကြောနဲ့ nerve ကြောတွေကဘယ်လိုမျိုးကျမတို့ရဲ့စိတ်ခံစားချက်တွေဆက်ဆက်နေလဲဆိုတာကိုကျမနဲ့အတူတူကိုယ်ခန္ဓာပျော့ပြောင်းမှုရောလှပမှုရောကျန်းမာမှုရောစိတ်ပိုင်းဆိုင်ရာမှာ nerve ကြောတွေပြန်ရည်ကြောတွေသွေးလွှတ်ကြောတွေသွေးပြန်ကြောတွေအားလုံး activate ဖြစ်မှုအတွက် content ပွင့်ဖို့အတွက်ဒီအကလေးကိုအတူတူလိုက်လုပ်ကြမယ်နော်အရင်ဆုံးအသက်ကလေးပြင်းပြင်းတစ်ချက်ရှူအိုးရှိခစ်ထားပါနော်လူတွေကစေုံနေစေခန်းနေမရှိခဲ့ကြအောင်ဒါပေမဲ့သူတို့ကဒီဘက်ကလူတွေထက်အများကြီးကျန်းမာတယ်ကွယ်ဘာလို့လဲဆိုတော့သူတို့ကညဆိုလို့ရှိရင်ကျမတို့လိုဖုန်းနေမသုံးဘူးကျမတို့လိုဘယ်လိုပြောမလဲဆိုတော့အများကြီးပေါ့နော် toxic ဖြစ်တဲ့ behaviors တွေမလုပ်ဘူးသူတို့ဘာလုပ်လဲဒီလားသူတို့မီးပုံဝေးတွေလုပ်တယ်ဝိုင်းဖွဲ့ပြီးတော့ကကြတယ်တက်ကြီးစကားတက်ငယ်ကြားဆိုတလို့ကြီးတဲ့သူကငယ်တဲ့သူကိုပုံပြင်လေးတွေဇာရိတကောင်းစေတဲ့ပုံပြင်လေးတွေ metaphor လို့လည်းခေါ်တာပေါ့နော်ဥပမာပြောရင်ကြီးညီနောင်ပုံပြင်လူမျိုးတွေပြောပြကြတယ်အဲ့ခါမှာလူတွေကစိတ်ကျမ်းမာတယ်ကိုယ်လည်းကျမ်းမာတယ်လူရဲ့စိတ်နဲ့ကိုယ်ကဘယ်လိုဆက်ဆက်နေလဲဆိုတော့စိတ်နဲ့ကိုယ်ကပြောမယ်ဆိုရုပ်နဲ့နာမ်ပေါ့နော်ရုပ်နဲ့နာမ်ကကြတော့နာမ်ကစိတ်ဆော်ပြီးတော့ရုပ်ကလောက်ရတာလူတွေကအခုကဘာကြီးမှာရုပ်တရားကိုပဲအရန်သွားတယ်နံတရားကိုအရန်ကိုမိထားတယ်ဒီတော့ spirituality ဆိုတာကဘာသာတရားတွေအားလုံးနဲ့သက်ဆိုင်နေပေါ့နော်ဘာသာတရားတွေအားလုံးဒီ spirituality ခေါင်းစဉ်အောက်မှာပဲရှိရကျမကိုဘာသာသေးလို့မင်းကျမဘာသာမှမဟုတ်ဘူးလို့ပဲပြောမှာဒါပေမဲ့ကျမမြတ်ဗုဒ္ဓရဲ့မြတ်စွာဘုရားရဲ့တရားတော်တွေကိုလေ့လာကျင့်ကြံတဲ့ yogis တွေရောက်ပေါ့နော်ဒါပေမဲ့ကျမဒီဗုဒ္ဓဘာသာဆိုခေါင်းစဉ်အောက်မှာကျမမနေဘူးပေါ့နော်ဘာလို့မနေလဲဆိုတော့ spirituality ကိုထဲဝင်သိသွားလို့ဟောလွန်ခဲ့တဲ့နှစ်ပေါင်းများစွာပေါ့နော်အရန်ကိုချမ်းသာပြီးပြည့်စုံတဲ့လူသားတစ်ယောက်ရှိခဲ့တယ်သူကအရန်ပြည့်စုံလို့လောကမှာမကောင်းတဲ့အရာဘာမှန်းတော့မသိဘူးမကောင်းတဲ့အရာတွေဆိုတာလည်းမရှိဘူးအနိဋ္ဌာယုံပြောရမှာပေါ့နော်အနိဋ္ဌာယုံဆိုတာကို तू မမြင်ဘူးမကြားဘူးဒါပေမဲ့ဒီနေ့ကျတော့ तू မထင်မှတ်ပဲနဲ့အနိဋ္ဌာယုံဖြစ်တဲ့အိုနေတဲ့လူတွေနာကျင်နေတဲ့သူတွေသေသွားတဲ့သူပုတ်ပွားနေတဲ့သူနဲ့ရဟန်းတစ်ပါးကိုမြင်သွားတဲ့အချိန်မှာအဲ့ဒီလူသားတယောက်ကအမှန်တရားရှာမယ်ဆိုပြီးတော့ဘယ်သူမှမရှိတဲ့တောတွေကိုထွက်သွားခဲ့ညတကောင်မှာတိတ်ကလေးဒီလူသားကပဲအမှန်တရားကဘာလဲဆိုတော့သိပြီးတော့လောကကြီးမှာအမှန်တရားကဒါဆိုလိုက်ပြောခဲ့တယ်အဲ့ဒီအမှန်တရားကတော့လောကမှာမင်းကိုယ်တိုင်ကဖျားဖြစ်တယ်မင်းကိုယ်တိုင်က God ဖြစ်တယ်မင်းကိုယ်တိုင်က Goddess ဖြစ်တယ်မင်းတို့မှာရှိတဲ့ power တွေကို fully online မယ်ဆိုလို့ရှိရင်မင်းဖြစ်ချင်တဲ့အရာတွေအားလုံးအမင်းရှိမှကိုခစားလာလိမ့်မယ်ဆိုရက် idea တခုကိုဒီလူသားကတည်သွားတယ်ဒါပေမဲ့ဒီ idea ကအဆုံးလားဆိုမဟုတ်သေးဘူးဒီတော့ဘယ်ဟာအဆုံးတက်လဲဆိုတော့ဒါဘယ်လိုပဲဖြစ်ဖြစ်မင်းတနေ့ကျရင်တည်မှာပဲမင်းတနေ့ကျရင်ဆုံးတော့မှာပဲအနတ္တလို့ခေါ်ရဲမပိုင်ခြင်းဆိုတဲ့အရာကိုတည်သွားတယ်ကျမကိုယ်တိုင်လည်းဟင်းချက်နေရင်ကနေရင်သွားနေရင်လာနေရင်စားနေရင်တောက်နေရင်ဒီ idea ကိုဟုတ်ပါလားလို့တွေးမိသွားတဲ့အခိုက်အတန့်ကျမဗုဒ္ဓကိုယုံကြည်တဲ့အခိုက်အတန့်ပဲဒါပေမဲ့ကျမကပြောလို့ဗုဒ္ဓဘာသာခေါင်းဆောင်မှမနေဘူးဆိုတာကယနေ့ခေတ်မှာဘာသာတရားတွေအင်မတန်အစွဲကြီးပြီးတော့အင်မတန်ကိုတစ်ဖက်ကန်ခတ်ဘာသာဆိုတဲ့ခေါင်းစဉ်အောက်မှာလူသားဆန်ခြင်းတွေကိုရိုက်ချိုးတာလေးရှိတယ်။ဥပမာပြောရရင်ဒီဖះကိုအမျိုးသမီးမတရားဘူး။ဥပမာပြောရရင်ဒါကဒါမို့လို့စသဖြင့်ပေါ့နော်။ဒီတော့ကျမဒီမှာဘာသာရဲ့ခေါင်းစဉ်အောက်ကမဟုတ်ဘူးလူပုဂ္ဂိုလ်ရဲ့ခေါင်းစဉ်အောက်ကမဟုတ်ဘူးအမည်နာမတစ်ခုရဲ့ခေါင်းစဉ်အောက်ကမဟုတ်ပဲနဲ့ငါတို့အားလုံးဒီအမှန်တရားကိုရှာဖွေသူများဖြစ်ကြသည်ဆိုပြီးတော့ဗုဒ္ဓဘာသာဖြစ်ဖြစ်ခရစ်ယာန်ဖြစ်ဖြစ်အစ္စလာမ်ဖြစ်ဖြစ်ဟိန္ဒူဖြစ်ဖြစ်ဂျူးဘာသာဖြစ်ဘယ်ဘာသာမဆိုငါတို့အားလုံးရဲ့မျိုးစေ့ဒီငါတို့နှလုံးသားထဲမှာရှိရဲ့မေတ္တာတရားဆိုတဲ့
လက်ကင်ထားတဲ့ဘာသာပေါ့အဲ့ဒါကိုကျွန်မ universal religion လို့လည်းခေါ်ကြတယ်ဒီ spirituality ဆိုတာက universal religion ဘာကြောင့်လဲဆိုတော့တခြားဘာသာလေးကိုကျွန်မချစ်မြတ်နိုးတဲ့အတွက်လေ့လာကြည့်ရဲ့အခါမှာအစ္စလာမ်ဘာသာဝင်တွေဆိုလဲသူတို့ရဲ့ပြုလုပ်တဲ့အပြုအမူလေးတွေဘုရားသခင်ကိုရှ िख ိုးတဲ့ပုံစံလေးတွေကတကယ်ကိုကြည်လင်တန့်စင်မုံမြတ်တဲ့နှလုံးသားဆိုတဲ့ radiation လေးမှာတွားရှိနေတယ်ခရီးယန်ဒီဆိုလို့ရှိရင်လည်းသူတို့ရဲ့ chanting လုပ်တာတွေတခြင်းတွေစုပြီးဆိုကြရတယ်ဘလောက်ထိကြည်လို့ကောင်းပြီစိတ်ကနှလုံးသား frequency လေးဘလောက်ကောင်းလဲဒီတော့ဘာသာတိုင်းမှာကျမတို့မှာအနှစ်သာရတွေရှိတယ်ဒါပေမဲ့တစ်ခုပဲအဲ့တစ်ခုကဘာလဲဆိုတော့ဒီ end point ပေါ့နော် end point မှာကကျမတို့မှာ goals တွေမတူကြဘူးဥပမာတချို့ကတန်းမောင်းများစွာချမ်းသာကြတယ်တချို့ကြလည်းမဟုတ်ဘူးဘဝကိုတောင်ပေါ်ရွာကလေးထဲအဲ့လိုလေးနေဘဝပြီးပြီဆိုရင်အဲ့လိုပဲကျမတို့ဘာသာတွေမှာလည်း goals တွေမတူဘူးဒါဗုဒ္ဓဘာသာမှာဆိုရင် goals ကနိဗ္ဗာန်တခြားဘာသာတွေမှာဆို goals ကဘုရားရှင်ရှိမှာ judgment တွေကိုစောင့်ပြီးတော့ကောင်းတဲ့ဘုံသွားဖို့ဘယ်လိုပဲ goals တွေမတူပါစေကျမပြောချင်တာဒီ universal religion ဆိုတဲ့ spirituality မှာမေတ္တာဆိုတာအခြေခံလို့ရှိရင်မင်းနဲ့ငါနဲ့လမ်းမတူတဲ့ကိစ္စမရှိဘူးဒါပေမဲ့ဒီလမ်းကိုအတူတူလက်တွဲပြီးသွားလို့ရတယ်ကျမတို့ယထာတစီစီးသလိုပဲဘယ် point မှာဘယ်ဘူရာမှာဆင်းဒီယထာဘောမှာအတူတူစီးရမှာအဲ့တော့ဒီယထာဘောမှာချစ်ခင်မှုမေတ္တာထားဖို့လိုတယ်ဒီ ideal လေးကိုကျမလက်ကင်ထားတာသိလားဒီတော့ပြောနေရတယ်လည်းအရန်များသွားပြီဆိုတော့ကျမတို့ဒီ flow dance ဘက်ကိုပြန်သွားရအောင်ကျမဒီ ideas တွေအတွေးတွေကိုဘယ်လိုမျိုးရလဲဆိုတော့ခုနကပြော meditation dance meditation flow dance ဒီလိုမျိုးကိုယ်ခန္ဓာကိုယ်ဘယ်လိုခေါင်းစဉ်တွေကပြောမလို့ဆိုအများကြီးပဲဖလားဒီကြိုက်တယ်လို့ပြောခန္ဓာကိုယ်ကိုကောင်းသောနည်းနဲ့လှုပ်ရှားတဲ့အရာကိုနှစ်ပေါင်းများစွာကလူတွေကလှုပ်ခဲ့ကြတယ်အဲ့ဒီကြောင့်မို့လဲလူတွေကအသက်ရှည်ပြီးကျန်းမာပြီးတော့ကောင်းတဲ့ insight တွေရတယ် panier clean တွေပွင့်တယ်ဒီတော့ဒီအတွေးတွေနဲ့ဒီလိုမျိုးနီးမှန်လက်မှန်မျိုးမို့ဆိုတော့ကျမတို့ခန္ဓာကိုယ်တွေကိုလှုပ်ရှားပြီးတော့ panier clean တွေကိုဖွင့်ဖို့လိုတယ်လို့ကျမပြောရင်းနဲ့ဒီကုန်းချုပ်ချင်တယ်နောက်ထပ်ဗီဒီယိုအပိုင်း2ရှိပါသေးတယ်အပိုင်း2မှာကျမတို့ဆက်ပြီးဆွေးနွေးကြရအောင် thank you ကျမတို့စကြဝဠာတို့ရုံနဲ့တစ်ခုဖြစ်ပါရှင်အားလုံးချစ်တယ်ဗရဏီပုံနှုံးပြုံးရဲ့မူရာခုံးရဲ့တချီက